ကဘာပေါ်မှာလူတွေမသိတဲ့အနေရရှိတဲ့တတ္တဝါတွေကိုဖမ်းချုပ်ထားတဲ့လှုပ်ဝက်အဖွဲ့တစ်ခုရှိတယ်ဆိုရင်ယုံမလားလူတွေတော်တော်များများ SCP ဆိုတဲ့နာမည်ကို Game TikTok နဲ့ YouTube တွေပေါ်မှာမြင်မှုကြမှာပါဒါပေမဲ့ SCP ဆိုတာတကယ်ပါလဲတကယ်ရှိတဲ့လှုပ်ဝက်အဖွဲ့အစည်းလားဒါမှမဟုတ် horror story တစ်ခုပဲလားဒီနေ့ဗီဒီယိုမှာတော့ SCP ရဲ့အစအတိတ်ပဲနဲ့ဘာကြောင့်ကဘာနဲ့လူတန်းပေါင်းများစွာစိတ်ဝင်စားနေကြလဲဆိုတာရှင်းပြပေးပါမယ်နံပါတ်1 SCP ဆိုတာပါလဲ SCP ဆိုတာ Secure Contain Protect ဆိုတဲ့စကားလုံးသုံးလုံးရဲ့အတူကောက်ဖြစ်ပါတယ်အဓိပ္ပာယ်ကတော့အန္တရာယ်ရှိတဲ့တတ္တဝါတွေထူးဆန်းတဲ့ပစ္စည်းတွေနဲ့တဘာဝနဲ့မကိုက်ညီတဲ့ဖြစ်ရပ်တွေကိုလုံခြုံစွာထိန်းသိမ်းထားဖို့နဲ့လူသားတွေကိုကာကွယ်ဖို့ဆိုတဲ့ယူဆတွေပေါ်မှာတည်ဆောက်ထားတဲ့ fictional universe တစ်ခုပါနံပါတ်2 SCP Foundation SCP Foundation ကဇလန်တွဲတွေထဲမှာလှုပ်ဝက်အဖွဲ့အစည်းတစ်ခုဖြစ်ဖော်ပြထားပါတယ်သူတို့ရဲ့အလုပ်ကကဘာအနက်မှာရှိလာတဲ့ထူးဆန်းတဲ့တတ္တဝါတွေတက်ရှိတယ်လို့ပြုမှုတဲ့အရာဝတ္ထုတွေ physics နဲ့မရှင်းပြနိုင်တဲ့ဖြစ်ရပ်တွေကိုဖန်ဆီးလေ့လာပြီးတော့ contain လုပ်ထားတာပါ SCP တစ်ခုချင်းစီမှာကိုယ်ပိုင်နံပါတ်တွေရှိပါတယ်ဥပမာ SCP-173 SCP-096 SCP-682 စသဖြင့်နံပါတ်တွေနဲ့မှတ်တမ်းတင်ထားပါတယ်နံပါတ်3 SCP တွေကတကယ်ရှိတာလားအရေးကြီးဆုံးအချက်က SCP Foundation ဆိုတာတကယ်ရှိတဲ့အဖွဲ့အစည်းတစ်ခုမဟုတ်ပါဘူးဒါဟာ internet ပေါ်က community writing project တစ်ခုပါ။ထိုင်ရေးသူပေါင်းထောင်နဲ့ချီရှိပြီးတော့တူညီတဲ့ universe တစ်ခုထဲမှာကိုယ်ပိုင် SCP တွေကိုရေးသားကြတာပါ။ဒါကြောင့် SCP website ထဲမှာထောင်ပေါင်းများစွာ SCP file တွေရှိနေတာပါ။နံပါတ်4ဘာကြောင့် SCP တွေကဒီလောက်နာမည်ကြီးနေရတာလဲ။ SCP တွေက ghost story တွေလည်းမဟုတ်ဘူး monster story တွေလည်းမဟုတ်ဘူး documentary report တစ်ခုကိုဖတ်နေရတယ်လို့မျိုး scientific report ပုံစံနဲ့ရေးထားတာကြောင့်မလို့တကယ်ဖြစ်ခဲ့တယ်လို့ခံစားရပါတယ်။ဒါကြောင့်ပဲ game developer တွေ YouTuber တွေ movie fan တွေ horror fan တွေအားလုံးက SCP universe ကိုအရင်သဘောကျပါတယ်။အခုဗီဒီယိုကတော့ SCP ဆိုတာဘာလဲဆိုတာအခြေခံနဲ့ရှင်းပြပေးတာပါနောက်ဗီဒီယိုတွေမှာတော့အန္တရာယ်ရှိဆုံး SCP တွေဖြစ်တဲ့ SCP-173 နဲ့ SCP-096 တို့ရဲ့အကြောင်းအသေးစိတ်တစ်ခုချင်းစီတင်ဆက်ပေးသွားမှာပါဒါကြောင့် horror နဲ့ mystery content တွေကိုစိတ်ဝင်စားရဆိုရင်တော့ subscribe လုပ်ဖို့မမေ့ပါနဲ့ကျွန်တော်ကတော့ Artemis ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာဆက်တွေ့တာပေါ့